Hello အားလုံးပဲမင်္ဂလာပါဗျာအင်္ဂလိပ်စာကိုခုမှစတင်ပြီးလေ့လာနေတဲ့ကျောင်းသူကျောင်းသားတွေအတွက် basic grammar ကိုကျွန်တော်သင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဘယ်စာအုပ်ကိုကင်ပြီးသင်ပေးမှာလဲဆိုရင် grammar spectrum 1 2 3ရှိရတယ်မှာ elementary စာအုပ် Ken Patterson ရေးတဲ့ဒီ grammar spectrum 1ကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဒါကတော့အခုမှစတင်ပြီးလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်တော်တော်ကြီးကိုအဆင်ပြေတဲ့စာအုပ်ဖြစ်လို့ကျွန်တော်ဒီစာအုပ်ကိုယူလိုက်တာဖြစ်ပါတယ် Unit 1 Unit 1မှာ present simple tense ဖြစ်တဲ့ but to be ရဲ့ present simple tense ကိုရှင်းပြပေးထားတယ်ဆိုရင် but to be ရဲ့ present simple tense တွေကဘာတွေလဲ MSR ဖြစ်တယ်ဒီ MSR ကိုဘယ်လိုမျိုးသုံးရလဲဆိုတော့သူကရှင်းပြပေးထားတယ် Here Sun is a mess of be in the present simple ဒါ present simple မှာ but to be ရဲ့ ism ပဲဥပမာအချို့ဖြစ်ပါတယ်တဲ့ This is my brother he is 10 years old သူကကျွန်တော်ရဲ့ညီလေးသူကအသက်10နှစ်ရှိပြီ I am a student these are my books ကျွန်တော်ကျောင်းသားတစ်ယောက်ပါဒါကျွန်တော်ရဲ့စာအုပ်တွေလေ They aren't at home they are at the theater သူတို့ကအိမ်မှာမရှိဘူးသူတို့ကကာဝဲရုံမှာပြဿနာရုံမှာရှိတယ်ဒီလိုမျိုးပြောတဲ့ဒါဥပမာလေးကိုပြောပြပေးထားတာဆိုရင် MSR ကိုဘယ်လိုနေရာမျိုးတွေမှာသုံးရမလဲဆိုရင် we form the present simple of be like this MSR ဒီလိုမျိုးရေးလို့ရပါတယ်တဲ့ပစ္စုပန်ရိုးကာလမှာဒီလိုမျိုးရေးလို့ရပါတယ်လို့သူကပြောတာဆိုရင်ဒီနေရာမှာ MSR singular subject ကိုဘယ်လိုမျိုးအနည်း subject အနည်းများခွဲရတယ်ပေါ့နော်ဆိုရင် singular subject အနေနဲ့မှာဆိုရင် I ဆိုရင် I am တုံးတယ် short form မှာဆိုရင် I'm you mean ကိုဆိုရင် you are သူမ it ထိုရအဲ့လိုမျိုးဟာဆိုရင် the singular subject ဖြစ်လို့မို့ is နဲ့ရေးရတယ် he is she is it is he is she is it's ဒီလိုမျိုးရေးရမယ် plural subject တွေမှာဆိုရင် subject အများတွေမှာဆိုရင် we ကျွန်တော်တို့ဆိုတော့ we are you men ဆိုတော့ you are မင်းတို့ဆိုတော့ you are they သူတို့ဆိုတော့ they are ဆိုရင် we are you are you're they are they are ဒီလိုမျိုးရေးရမယ် negative မဟုတ်ဘူးအငင်းလို့ပြောမယ်ဆိုရင် not ထည့်မယ် singular subject ဆိုရင် I am not I'm not you are not you aren't he is not he isn't she is not she isn't it is not it isn't ဒီလိုမျိုးရေးရမယ် subject အများမှာဆိုရင် we ကျွန်တော်တို့ဆိုတော့ we are not we aren't you are not you aren't they are not they aren't ဒီလိုမျိုးရေးရမယ် in speech we usually use the short forms စကားပြောတဲ့နေရာမှာတော့ short form တွေကိုသုံးတာများတယ်တဲ့ she is my brother she is my sisters သူကကျွန်တော်ရဲ့အမလေး he is my brother သူကကျွန်တော်ရဲ့ညီပါ I am from Italy ကျွန်တော်အီတလီနိုင်ငံကပါ they are German သူတို့ကဂျာမန်လူမျိုးတွေလေနောက်တစ်ခုအနေနဲ့က we use be to say who we are ဒါကိုယ့်ကိုဘယ်သူလဲဆိုတာကိုပြောတဲ့အခါမှာ but to be ကိုသုံးတယ်ကိုယ့်ကိုမေးစစ်တဲ့အခါမျိုးမှာ but to be ကိုသုံးတယ်ကိုယ့်ကိုမေးစစ်မယ်ဆိုရင် I am Steve and this is my friend Bill ကျွန်တော်ကတော့ Steve ဖြစ်ပါတယ်ဒါကျွန်တော်ရဲ့တငယ်ချင်း Bill ပါ we are from Scotland နိုင်ငံကပါကျွန်တော်တို့က Scotland နိုင်ငံကပါနောက်တစ်ခုက I am Janet and these are my sisters ကျွန်တော်ကတော့ Janet ပါဒါကတော့ကျွန်တော်ရဲ့အမနဲ့ညီမတွေပါ This is Sandra and this is Patricia ဒါကတော့ Sandra ဖြစ်ပါတယ်ဒါကတော့ Patricia ဖြစ်ပါတယ် Sandra and Patricia are daughters Sandra နဲ့ Patricia ကဆရာဝန်တွေပါဒါကိုယ့်ကိုမေးစစ်တယ်သူဘာကိုလဲမေးစစ်ပြဒါကဘသူပါလို့ပြောတဲ့
အခါမျိုးမှာဘတ်တူဘီကိုသုံးတယ်လို့သူကပြပြပေးထားတယ် to talk about the weather ရာသီဥတုအကြောင်းကိုပြောတဲ့အခါမှာဆိုရင်လည်းပဲဘတ်တူဘီနဲ့ပြောတယ်ဆိုရင်ရာသီဥတုအကြောင်းကိုဒီနေရာမှာမှတ်ထားမှာကရာသီဥတုအကြောင်းကိုပြောမယ်ဆိုရင် it နဲ့ပြောရတယ်ဒီနေ့ကအရန်အေးတာပဲ it's cold today or it is very cold today ဒီနေ့ကအေးတယ်နော်ရာသီဥတုက it's a beautiful day အရန်သားရတဲ့နေ့လေးပဲ it's a beautiful day it's usually hot here ဒီနေရာမှာတော့အမြဲလိုပဲပူတာပဲ it isn't very warm today ဒီနေ့ကတော့ရာသီဥတုကအရန်ကြီးပူနွေးမနေဘူးနော် it isn't very warm today ဒီလိုမျိုးပြောတယ်သူမှတ်ထားမှာကကိုမိတ်စစ်တဲ့ခါကျရင်ဘတ်တူဘီကိုသုံးတယ် I am he is she is ဒီမျိုးပြောတယ် weather အကြောင်းတွေပြောမယ်ဆိုရင် it ကိုသုံးပြီးပြောရမယ်နောက်တစ်ခုအနေနဲ့က to talk about the time အချိန်ကိုပြောတဲ့အခါကျရင်လည်းပဲဒီလိုမျိုးဘတ်တူဘီကိုသုံးရမယ်လို့ပြောတယ်ဘယ်လိုမျိုးလဲ it's 10 o'clock အခု10 နာရီရှိပြီ it's 4:30 ဒါကတော့4 နာရီခွဲပြီလို့ပြောတာ 4:30 it's 4:30 4 နာရီခွဲပြီလို့ပြောတာ4နာရီမိနစ်30ရှိပြီ you are late မင်းနောက်ကြတယ်နော်အချိန်တွေကိုပြောတဲ့အခါမှာလည်းပဲဘတ်တူဘီ MSR တွေကis are ဒါမျိုးပြောရတယ်နောက်တစ်ခုကဘယ်လိုအချိန်တွေမျိုးမှာထပ်သုံးတာလဲ to talk about places နေရာတွေအကြောင်းကိုပြောတယ်အဲဆိုရင်ဘတ်တူဘီကိုသုံးပြီးပြောမယ်ဘယ်လိုမျိုးလဲ Milan is in the north of Italy Milan မြို့ကဒီအီတလီနိုင်ငံရဲ့မြောက်ဘက်ခြမ်းမှာရှိတယ်လို့ပြောတာဆိုရင်ဆရာတို့အနေနဲ့မန္တလေးမှာပြောမယ်မန္တလေးရဲ့ဘယ်နေရာမှာရှိရလို့ပြောမယ်ဆိုရင် Mandalay is in the center of our country or in the center of Myanmar မန္တလေးကမြန်မာနိုင်ငံရဲ့အလယ်ပိုင်းမှာရှိတယ်လို့ဒီလိုမျိုးပြောလို့ရတယ်ဆို John and Mary are in Yorkshire John နဲ့ Mary က Yorkshire မှာရှိတယ် Yorkshire ဆိုတဲ့မြို့အင်္ဂလန်နိုင်ငံ Yorkshire ဆိုတဲ့မြို့မှာရှိတယ်လို့ပြောတယ်နောက်ထပ်ဘယ်လိုအခြေအနေမျိုးမှာသုံးလို့ရသေးလဲဆိုရင် to talk about people's ages ဒါဆရာတို့ရဲ့အသက်တွေကိုပြောတဲ့ခါကျရင် MSR နဲ့ပြောတယ်ပေါ့နော် so I am 25 years old ဒါမျိုးဆိုရင်ကျွန်တော်ကအသက်25နှစ်ရှိပါပြီဒါမျိုးပြောတယ် I am 35 years old ကျွန်တော်က35နှစ်ရှိပါပြီကျွန်မကတော့35နှစ်ရှိပါပြီဒီမျိုးပြောတယ်တခြားသူကိုပြောမယ်ဆိုရင် he is 6 years old သူက6နှစ်ရှိပြီ my sister is 6 years old ကျွန်တော်ရဲ့ညီမလေးက6နှစ်အသက်6နှစ်ရှိပြီလေဒီလိုမျိုးပြောလို့ရတယ်ဆိုရင်ဒီ unit 1မှာဒီခုဆရာရှင်းပြခဲ့တဲ့အားလေးတွေကိုနားလည်လိမ့်မယ်လို့မျှော်လင့်နေဆိုရင်နောက်ထပ်စာမျက်နှာတစ်ခုထပ်သွားမယ်ဆိုရင်စောပိုင်းက MSR ကိုဘယ်လိုမျိုးသုံးရမလဲဆိုရှင်းပြခဲ့ပြီးသွားပြီဒါတော့လေ့ကျင့်ခန်းဆရာတို့လုပ်ကြမယ် Maria is from Brazil Maria ဘရာဇီးနိုင်ငံရတဲ့ she is writing about herself and her family ဒီ Maria ဆိုတဲ့ဘရာဇီးသူလေးကသူ့ရဲ့အကြောင်းနဲ့သူ့ရဲ့မိသားစုအကြောင်းကိုစာရေးတယ်ပေါ့နော် put full forms of be in the cups ဆိုရင်ဒီကွက်လက်တွေထဲမှာဘတ်တူဘီရဲ့ full forms not short forms ဆိုရင် form အပြည့်ရေးပေါ့နော်ဆရာတို့ဟိုမှာပြောခဲ့တယ်short form တွေကမရေးရ short form နဲ့ဒီ full form နဲ့ဘယ်လိုရေးရမလဲဆိုပြောခဲ့တယ်ဆိုရင် short form ကစကားပြောတဲ့နေရာမှာတော်တော်များများသုံးတယ်ပေါ့နော်ဒီနေရာမှာ short form မလို့ဘူးတဲ့ full form ကိုသုံးမယ်တဲ့ဆို I ဆိုရင် I am ဒီလိုမျိုးပြောမယ် he ဆိုရင် he is she is it is you are we are they are ဒီလိုမျိုး full form ကိုသုံးပြီးတော့ဆရာတို့ဖြည့်ကြည့်မယ်ပေါ့နော်အတူတူဖြည့်ကြည့်ကြမယ်ဆိုဥပမာလေးအရင်စပြောမယ် I am a student from Brazil I ဆိုတော့ဘာနဲ့သုံးမလဲ am နဲ့သုံးရမယ်ကျွန်တော်ကတော့ Brazil နိုင်ငံကလာတဲ့ကျောင်းသားတစ်ယောက်ပါလို့ပြောတယ် my parents ဒီ MSR ကိုသုံးပြီးဆိုရင်ဆရာတို့က subject အနေအများကြည့်ပြီးတော့ရေးရမယ်ပေါ့နော်
ဆိုရင်ပထမဆုံးစပြီးရေးပြီးဆိုရင် subject ကအနည်းလားအများလားဒါစဉ်းစားရတယ်ဆို my parents ဆိုတော့မိဘကတယောက်တည်းမဟုတ်ဘူး2ယောက်ရှိတယ်ဒါဆိုတော့ parents မှာ s ပါတယ်ဒါဆိုရင် subject ကအများဆိုတော့ MSR မှာဘာသုံးမလဲ am က I တလုံးနဲ့ပဲသုံးလို့ရတယ် is is က he she it မှာပဲသုံးလို့ရတယ်ဆိုရင် ai ကိုသုံးရတာပေါ့ so my parents are နောက်မှာ not လေးပါတဲ့အတွက်ကြောင့်သူက positive sentence မဟုတ်ဘူး negative အငြင်းဝကြဖြစ်တယ်ဆိုရင် my parents are not rich ကျွန်တော်မိဘတွေကမချမ်းသာဘူးဆိုရင် number 1စပြီးပြောမယ် my father ကျွန်တော်ရဲ့အဖေကလို့ပြောရဲဆို subject ကနေလားများလား subject ကနေဆိုရင်ပေါင်းရေးမလဲ MSR ဆိုရင် am ကတော့မစင်စားတော့နဲ့ am က I တလုံးနဲ့ပဲရေးရမှာပေါ့နော်ဆိုရင် is နဲ့ are ပဲရှိရဆို subject ကနေဆိုတော့ is ကိုယူမယ် my father is a teacher ကျွန်တော်အဖေကကျောင်းဆရာတစ်ယောက်ပါ number 2 my mother not Brazilian my mother ဆိုတော့လေတယောက်တည်းပဲဆိုရင် not နဲ့ရက်မယ်ဆိုတော့ဒါ positive ဝကြမဟုတ်ဘူး negative အငြင်းဝကြဖြစ်တော့မို့ဒါ is နဲ့ are နဲ့ပဲယူရမယ်ဆိုရင် my mother is not Brazilian ကျွန်တော်အမေက Brazil သူမဟုတ်ပါဘူးဒီလိုပြောတယ် number 3 she ဆိုတော့ am သုံးလို့မရဘူး is နဲ့ are နဲ့ပဲသုံးမယ်ဆိုရင် she ဆိုတော့ I is ကိုယူရမယ်ဟုတ်ပြီနော်ဆိုရင် she is from America သူမအမေရိကန်နိုင်ငံကပါဒီလိုပြောတယ် number 4 I'm ဆိုတော့ဘာမှမစင်စားတော့နဲ့ am ကိုသုံးမယ် I am 20 years old ကျွန်တော်အသက်20ရှိပါပြီ number 5 my little brother blank 2ဆိုတော့ my little brother is 2ဆိုဒီနေရာမှာကျွန်တော်ရဲ့ညီငယ်လေးကအသက်2နှစ်ရှိပြီလို့ပြောတာဆို 2 years old လို့မပြောတော့ဘဲနဲ့ my little brother is 2ဒီလိုလည်းပြောလို့ရတယ်ပြီးတော့ number 6 my older brothers ကျွန်တော်ရဲ့အကိုကြီးတွေပေါ့နော် older brothers ဆိုတော့အကိုကြီးတွေဆိုတော့ brother မှာ s ပါတယ် s ပါတော့ subject ကအများဖြစ်တယ်ပေါ့နော်ဆိုရင် is နဲ့ are နဲ့မှာ ai ကိုသုံးမယ် my older brothers are not students ကျွန်တော်ရဲ့အကိုကြီးတွေကကျောင်းသားတွေမဟုတ်ကြဘူး are not students ကျောင်းသားတွေမဟုတ်ကြဘူးဒီလိုပြောတယ် number 7 they ဆိုတော့ subject ကသူတို့ဆိုတော့ subject ကနေလားများလားအများဆိုရင် is နဲ့ are နဲ့ပါသုံးမလဲ they are in the army သူတို့ကစစ်တပ်ထဲမှာ they are in the army သူတို့ကစစ်တပ်ထဲမှာဒီလိုမျိုးပြောတယ် number 8 it ဆိုရင်ဘာမှမစင်စားတော့နဲ့ is ပဲသုံးရမယ် it am မရှိဘူး it ai မရှိဘူး okay ဆိုရင် it is often very hot in Brazil Brazil နိုင်ငံမှာတော့မကြာခဏဆိုလို့အရန်ပူတာပဲပြောတယ်နော်ဆိုရင် b ကိုစစ်ပြီးတော့မှလေ့ကျင့်ကြမယ် now fade these verbs ဒီကွက်လက်တွေကိုဖြည့်ပါတဲ့ this time use short forms of be as in the examples ဒီတစ်ခါတော့ full form မသုံးဘူး short form ကိုသုံးမယ် apostrophe နဲ့သုံးမယ်ပေါ့နော် short form ကိုbe ရဲ့ short form ကိုသုံးပြီးတော့မှရေးပါတဲ့ I ဆိုတော့ I am ပေါ့ဆိုရင် apostrophe am နဲ့ဆိုရင် I'm a doctor ကျွန်တော်ကဆရာဝန်တစ်ယောက်ပါ I'm not ပါတယ်ဆိုတော့ I'm not a bank manager ကျွန်တော်က bank manager မဟုတ်ဘူး number 1ကိုပြောမယ် she ဆိုရင်ဘာနဲ့သုံးမလဲ she isn't a teacher သူမကျောင်းဆရာမမဟုတ်ပါဘူး he's a student သူကကျောင်းသားတစ်ယောက်ပါ they are လို့ရေးမယ်ဆိုရင်ဒါ short form ဆိုတော့ they are at home သူတို့ကအိမ်မှာပါနောက်တစ်ခုကလည်းပဲ they ဆိုတော့ ai ရအောင်ပဲသုံးမယ် subject ကအများဆိုတော့ not ပါတဲ့အတွက်ကြောင့် they aren't သူက short form နဲ့ရေးခဏဆိုတော့ they are not short form နဲ့ရေးမယ် they aren't in the park သူတို့ပညာနဲ့မှမရှိဘူး number 5 it ဆိုတော့ is ကိုပဲသုံးမယ် not ပါတဲ့အတွက်ကြောင့် negative sentence ဖြစ်တယ် it isn't cold today ဒီနေ့ကမအေးဘူးနော်
number 6 it ဆိုတော့နောက်မှာ not တော့မပါဘူးဆိုရင်ဒါ positive word ဖြစ်တယ်ဆိုရင် it is ဆိုရင် it's very hot it is very hot လို့ပြောတာပေါ့နော်ဒါ short form ဆိုတော့ it's very hot အိုဒီနေ့အရန်ပူတာပဲ number 7 we ဆိုတော့ကျွန်တော်တို့ဆိုတော့ subject ကအများဆိုတော့ AI ရောက်သုံးမယ် we are from Paris ကျွန်တော်တို့က Paris နိုင်ငံဟာပါ we are from Paris short form နဲ့ဆိုတော့ we are နောက်တစ်ခုက we are not ကို we aren't from Bordeaux ဒါပြင်သစ်နိုင်ငံမျိုးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကအဲ Bordeaux ဆိုတဲ့မျိုးကမဟုတ်ပါဘူးတဲ့ number 9 you ဆိုတော့ AI ဆိုတော့ not ပါတော့ you aren't 21မင်းက21 22နှစ်မဟုတ်ပါဘူးမင်းက22နှစ်မဟုတ်ဘူးလို့ပြောတာပေါ့နော် number 10 I'm ဆိုတော့AIM ကိုသုံးမယ်ဆို I am 24ကျွန်တော်24နှစ်ရှိပြီအဲ့လိုပြောတယ်ဆို I am 24 short form နဲ့ဆိုတော့ I am 24ဒီလိုမျိုးပြောရမယ်ဆိုရင်နောက်ထပ်လေ့ကျင့်ခန်းကိုဆက်လုပ်မယ်ဆိုရင် choose words from the box to put in the cups ဒီကွက်လက်တွေကိုဖြည့်ဖို့တဲ့ဒီ box ထဲကစကားလုံးတွေကိုရွေးပါတဲ့ဆိုရင်ဒါအောင်ဒီလိုမျိုးဆိုရင်စောင်းမွေးတွေမှာလည်းမေးတတ်တယ် box ထဲကစကားလုံးတွေကိုတခြားကြည့်မယ်ပြီးရင်ဘယ်စကားလုံးအောင်ဘယ်နှကြိမ်သုံးရမလဲဆိုတာလေးကိုတခြားကြည့်ပြီးတော့ဖြည့်ရအောင်ပေါ့နော်ဆိုရင် he's တလုံးတစ်ခါပဲတစ်ချိန်ပဲသုံးရမယ် she's တစ်ချိန်ပဲသုံးရမယ် are is we ဆိုတစ်ချိန်လေးပဲသုံးရမယ် they ကတော့သုံးပြီးသွားပြီဆို int apostrophe s it is ကိုတော့သုံးချိန်သုံးရမယ်တဲ့ it's not isn't ကတော့တစ်ခုပဲသုံးရမယ်တစ်ချိန်ပဲသုံးရမယ်ပေါ့နော်ဆိုဥပမာကြည့်ရအောင် my parents live in Scotland ကျွန်တော်မိဘတွေက Scotland နိုင်ငံမှာနေပါတယ် they are teachers သူတို့ကကျောင်းဆရာမတွေပါတဲ့ New York ကတော့မြို့ပေါ့နော် New York blank in England New York ကအင်္ဂလန်မှာရှိရလားမဟုတ်ဘူး New York ကအမေရိကမှာရှိတာပေါ့ဆိုရင်ဒါမှားတယ်ဆိုရင် New York ဆိုရင်ဒါ MSR ပါသုံးပါလဲ AMM ကတော့မစင်စားတော့နဲ့ sorry ဒီ box ထဲမှာလည်း AMM မပါဘူးဆိုတော့ is ရ R ပဲပါတယ်ဆိုရင် New York isn't in England New York ကအင်္ဂလန်မှာမရှိဘူးဆိုရင်အဲ့ဒါဘယ်မှာရှိရလဲဆိုရင် New York ကိုထပ်ပြီးတော့မှသုံးပါဆိုတော့ ITX ကိုထပ်သုံးတယ်ဆိုရင်အပေါ် box ထဲကဘယ်စကားလုံးဖြစ်မလဲ it is ဖြစ်မှာပေါ့ it's ဖြစ်မှာပေါ့ဆိုတော့ it's in America New York ကအင်္ဂလန်မှာမဟုတ်ဘူး New York ဆိုတဲ့မြို့ကအမေရိကမှာရှိတယ်လို့ပြောတာ number 2 Paul ကကိုလိုက်သူကစာကြောင်းနှစ်ကြောင်းပေးထားတယ်ရှေ့စာကြောင်းနောက်စာကြောင်းတခြားကြည့်ပြီးဖြေရမယ် Paul blank from Germany သူက Germany နိုင်ငံကဘာလားနိုင်ငံကမဟုတ်ဘူးလားလို့ပြောတယ်ဆိုရင် it is isn't ကသုံးပြီးသွားပြီဆိုတော့ဖြေပြီးသွားလို့ရှိရင်စာအုပ်ထဲမှာခဲတန်လေးနဲ့ဖြတ်ထားပါတော့ဒါလေးပြီးသွားပြီဆိုအဲဆိုရင်စဉ်းစားကြရမလို့တော့ဆို Paul from Germany သူက Germany နိုင်ငံကလားတဲ့ဆို Germany နိုင်ငံကဖြစ်မှာပေါ့ဘာကြောင့်လဲဆိုတော့နောက်ကကွက်လက်ကိုလည်းကြည့်လိုက်လေဆိုရင်သူက German လူမျိုးလို့ပြောတာဆိုရင်သူက Germany နိုင်ငံကပေါ့ Paul ဆို subject ကနာမည်တွေမှာဆိုရင်တော့ ins ကိုပဲသုံးတာပေါ့နော်ဆိုရင် Paul နာမည်ရောပြီးတော့ဒီ subject ကအနေဖြစ်နေတာကိုပါတာပေါ့ဆိုရင် Paul is from Germany Paul က Germany နိုင်ငံကပါဆိုရင် Paul ဆိုတော့သူကလို့ပြောတဲ့ခါကျတော့ he she ဘာကိုသုံးမလဲ he ဝယ်သုံးမယ်ဆိုရင် he is German သူက German လူမျိုးပါဆိုရင် he is ကလည်းပြီးသွားပြီဆို number 4 story number 3 so my sister is a daughter ကျွန်တော်ရဲ့အမဆရာဝန်တယောက်ပါသူအသက်ဘယ်လောက်ရှိတယ်တော့30 years old သူကအသက်30ရှိပြီပေါ့ဆိုသူမအသက်30ရှိပြီဆိုတော့ he သုံးမလား he ကလည်းသုံးပြီးတော့ဆို she ပဲကျန်တယ်ပေါ့နော်ဆိုရင် she's 30 years old သူမအသက်30ရှိပြီ number 4အချင်းကိုပြောပြီအချင်းကိုပြောရဆိုရင်ဒါတောက်သမီးတို့အားလုံးသိထားပြီသားဘာလို့ပြောမလို့ idea ကိုပဲသုံးရပေါ့နော်ဆိုရင် idea ကid it is ကိုတစ်ချိန်သုံးပြီးသွားရအခုတစ်ခါထပ်သုံးမယ်ဆိုတော့ it is 6 o'clock or it's 6 o'clock အခု6နာရီရှိပြီ blank are late အခု6နာရီရှိနေပြီနောက်ကျနေပြီเนาะဆိုရင်ဘာလို့သုံးမလဲရှေ့ box ထဲမှာ we ပဲကျန်တယ်ဟုတ်ပြီเนาะဆိုရင် we are late
R ဆို AI R ဆို subject ကအများဖြစ်မှာပေါ့အများဆိုတော့ we ပဲသုံးမှာပေါ့ဆိုရင် we are late number 5 very cold today ရာသီဥတုအကြောင်းပြောရာသီဥတုအကြောင်းပြောပြီဆိုရင်လည်းပဲရှေ့မှာဆရာရှင်းပြခဲ့တဲ့အတိုင်းပဲ it ကိုသုံးရမယ်ဆိုရင် very cold today ဆိုရင် it's very cold today ဒီနေ့ကအရန်အေးတာပဲเนาะ let's stay at home အိမ်မှာနေကြဆိုရဲ့ number 6 look at the time အချိန်ကိုကြည့်လိုက်ပါဦး Chris and Mary Chris နဲ့ Mary က late နောက်ကျတယ်ပေါ့နော်ဆိုရင် Chris နဲ့ Mary ဆိုတော့ subject ကနေလားများလားလူက1ယောက်လား2ယောက်လား2ယောက်ဆိုတော့AI ရောက်သုံးရမယ်ဒါကတော့ဆရာဒီလိုမျိုးရှင်းပြနေတာပေါ့နော်အမှန်ဆောင်းမွေးဖြစ်တဲ့ခါကျရင်တော့ box ထဲကသုံးပြစကားလုံးတွေကတော့အမှန်ခဲတန်လေးနဲ့ရှင်းစားပြီးသားဆိုတော့နောက်ဆုံးတစ်လုံးပဲကျန်တာပေါ့အဲ့ဒါလေးဖြည့်လိုက်အောင်ပဲပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးစဉ်းစားဘူးဆရာတို့ကဒီ grammar အတိုင်းပဲစဉ်းစားမယ်ဆိုရင် Chris နဲ့ Mary ဆိုတော့ subject ကအများဖြစ်နေ2ယောက်ဆိုလူ2ယောက်ဆိုတော့ MSR ဘာကိုသုံးပါလဲ AI ရောက်သုံးမယ်ဆိုရင် Chris and Mary are late Chris နဲ့ Mary ကတော့နောက်ကျနေပြီစာဒီနေ့က unit 1ကိုသင်ပြပေးတယ်ပြန်ပြီးတော့နားမလည်ရင်ဗီဒီယိုထပ်ကြည့်မယ်ထပ်ပြီးတော့လေ့လာမယ်စပြီးတော့လေ့လာတဲ့ကျောင်းသားကျောင်းသူတွေတက်ကတော့အားလုံးဆင်ပြေတဲ့စာအုပ်လေးဖြစ်တယ်ဆိုရင်နေ့စဉ်လေ့ကျင့်ခန်းလေးလုပ်မယ်ကိုယ်တိုင် MSR ကိုသုံးပြီးတော့ရေးကြည့်မယ်ကိုယ့်ကို introduce လုပ်မယ်ကျွန်တော်ကတော့ဘယ်သူပါကျွန်မကတော့ဘယ်သူပါကျွန်တော်ကတော့အသက်ဘယ်လောက်ရှိပြီကျွန်တော်ညီမကျွန်တော်အကိုဘယ်လောက်အသက်ဘယ်လောက်ရှိပါပြီကျွန်တော်အဖေကတော့အသက်ဘယ်လောက်ရှိပြီကျွန်တော်အမေကအသက်ဘယ်လောက်ရှိပြီဒီလိုမျိုးပြောလို့ရတယ်ကျွန်တော်အမေကဘာလုပ်ပါတယ် teacher လား doctor လားဒီမျိုးလေးပြောလို့ရတယ်အလုပ်ကနေပြောလို့ရတယ်ပြီးရင်ဘာပြောလို့ရသေးလဲဒီနေ့ကအရန်ပူတာပဲဒီနေ့ကအရန်အေးတာပဲဒီလိုမျိုးပြောလို့ရတယ်နောက်မိုးရွာနေတာပဲဒါကတော့ it is rainy ဒါနောက်သင်ခန်းစာတွေမှာပါတယ်ပေါ့နော်ဆိုဒီနေ့ကအရန်အေးတာပဲအရန်ပူတာပဲ it is hot it is cold နော်ဒီလိုမျိုးပြောရတယ်ဒီနေ့ကမပူဘူးနော် it is not hot ဒီလိုမျိုးပြောလို့ရတယ်ဆိုရင် MSR ဒီလိုမျိုးသုံးရတယ်ဆိုတာကိုအားလုံးရကြလိမ့်မယ်လို့မျှော်လင့်တယ်ဆိုနောက်ထပ် unit 2ကိုလည်းပဲဆရာထပ်ပြီးတော့ဗီဒီယိုသင်ခန်းစာသင်ပေးမှာဖြစ်ပါတယ်ဆိုရင်အားလုံး bye bye see you next video